ဒီနေ့တော်တော်များများသိချင်ကြတဲ့ဂျမန်စာအချိန်ဘယ်လောက်ပေးရလဲဆိုတာကိုပြောပြပါမယ်။ရင်းတုန်းက intensive class 8လနဲ့ B2 ထိတက်ခဲ့ပါတယ်။ဒီ8လအတွင်းမှာB2 ထိပြီးလား certificate ရလားဆိုတာကိုပြောပြပါမယ်နော်။8လအတွင်းမှာ B2 စာကိုတင်ပြီးတယ်ဒါပေမဲ့ certificate မရခဲ့ဘူး။စေတနာကြာမှပဲဒီ certificate ကိုရခဲ့ပါတယ်။ဂျမန်စာတင်မဲ့အကိုတွေအမတွေမောင်လေးတွေညီမလေးတွေကိုပြောပြချင်ပါတယ်။ဒီဂျမန်စာမတင်ခင်လေးမှာဗီဒီယိုတွေလိုက်ကြည့်ပါလို့ range ကြည့်ခဲ့တဲ့ဗီဒီယိုလေးကိုပြောပြမယ်နော်။အဲ့ဒီဟာကတော်တော်လေးကိုအကူအညီဖြစ်ခဲ့တယ်။အခြေခံတွေကောင်းမရဘူးဆိုရင်တော့ဒီ level မြင့်လို့ရှိရင်ပို့ပြီးတော့မှဒုက္ခရောက်ပါလိမ့်မယ်။ range ကကြတော့ဒီတနေ့တင်ပြီးတဲ့စာကိုတနေ့ရအောင်လုပ်တယ်တနေ့ကုန်စာတင်ပြီးတာတော့မှပဲညပြန်တဲ့ချိန်ကျရင်တော့စာပြန်လုပ်တယ်အဲ့ဆိုတော့ဂျမန်စာကိုအချိန်ပြည့်စက်တလအထိလုပ်ခဲ့ပါတယ်အဲ့တော့ဂျမန်စာတင်မဲ့မောင်လေးညီမလေးအကိုအမတွေအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုကြရင်တော့ Rain ဒီဂျာမနီကိုဘယ်လိုမျိုးရောက်လာတာလဲအဲ့ဒါလေးပြောပြပါမယ်နော်